collagen ဆိုတာတစ်မျိုးတည်းပဲရှိတယ်လို့ထင်နေကြလားပေါ့နော်တကယ်တော့ကျွန်တော်တို့ခန္ဓာကိုယ်မှာမတူညီတဲ့ collagen က28မျိုးတောင်ရှိတယ်အသားရည်အတွက်ပေါ့နော်တကယ်ပဲ collagen ကအလုပ်ဖြစ်ရလားဆိုတာကိုဒါကျွန်တော်ဒီနေ့အချက်5ချက်ပြောပြပေးမယ်ပထမဦးဆုံးတော့ collagen ဘယ်နှမျိုးရှိလဲဆိုတာနဲ့စပြောမယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာ collagen က28မျိုးရှိတယ်အများဆုံးကတော့ဒါ type 1 collagen ပေါ့နော်သူက 90% လောက်ရှိတယ် type 2 type 3 type 4စပြီးတော့ကျန်တဲ့ဟာတွေလည်းအနည်းငယ်စီရှိပါတယ်အဲ့တော့အသားရည်အတွက်ဘယ်လိုဟာကလိုအပ်လဲပေါ့နော်အသားရည်မှာအဓိကရှိတာကတော့ကျွန်တော်တို့ type 1နဲ့ type 3 collagen ကအဓိကရှိတာ type 4 collagen နဲ့ type 7 collagen ကလည်းဒါအရေပြားရဲ့ basement membrane မှာရှိနေတယ်သူကကျွန်တော်တို့ဒီအရေပြားရဲ့ base barrier function အတွက်အရေးပါပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့တောက်တဲ့ collagen ကိုလည်းဘယ်လိုမျိုးကျွေးရမလဲပေါ့နော်ဆိုတော့အသားရည်အတွက်ဆိုကျွန်တော်တို့က type 1နဲ့ type 3 collagen ပါတာတွေကကောင်းတယ်လို့ကျွန်တော်တို့ဒါလေ့လာတွေ့ရှိချက်တွေကိုအခြေခံပြီးတော့ပြောလို့ရတယ် type 2 collagen ကတော့ကျွန်တော်တို့အယိုးအဆစ်တွေကောင်းဖို့အတွက်တောက်ကြတာဖြစ်ပါတယ်အဲ့တော့ဆရာဝန်အများစုကတော့ hydrolyze လုပ်ထားတဲ့ hydrolyze collagen ပုံစံကပဲဒါစုပ်ယူမှုအားကောင်းတယ်ပေါ့နော်အကျိုးရှိတယ်လို့လက်ခံထားကြတယ်တခြားသော collagen ပုံစံတွေကိုတော့တိတ်ပြီးတော့ထိရောက်မှုမရှိဘူးလို့ရေပုံရအားဖြင့်ယူဆထားပါတယ်နံပါတ်4အချက်ကတော့တကယ်ပဲထိရောက်မှုရှိရလားပေါ့2021ကနေပြီးတော့2025လေ့လာတွေ့ရှိချက်ပေါ့နော်ဒီ meta analysis တွေကိုအခြေခံပြီးပြောရမယ်ဆိုရင်တော့တောက်တဲ့ collagen ကဒီပေါ့နော်ဒီအသားရည်ကိုရေဓာတ်တွေပို့ပြီးတော့ရှိလာစေတယ်တင်းလာတာကိုကိုညီရတို့တော့ကျွန်တော်တို့တွေ့ရတယ်တချို့လေ့လာတွေ့ရှိချက်တွေမှာဆိုရင်ဒါအရေးအကြောင်းအနည်းငယ်ကိုပါရောကြစေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီအချက်လက်တွေကကျွန်တော်တို့လူတိုင်းမှာတော့မတူညီနိုင်ဘူးပေါ့နော်နံပါတ်5ချက်ကတော့ကျွန်တော်တို့ collagen တောက်မယ်ဆိုရင်တဲ့ဘာတွေတတိထားရမလဲပေါ့နော်အဲ့တော့လေ့လာတွေ့ရှိချက်အများစုကတော့ဒါ collagen တောက်တာကဘေးကင်းတယ်လို့ဒါဆိုကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရလက်ကတော့ဒါ3လလောက်ကြာမှပဲဖြည်းဖြည်းချင်းသိတာတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကြောက်ကက်မကောင်းတဲ့သူတွေကတော့ဒါ collagen တောက်တာမျိုးကိုရှောင်ပေးတဲ့နဲ့တောက်တဲ့သူတွေကဒါကြောက်ကက်ထိမယ်လို့ဆိုတာမျိုးတော့မဟုတ်ဘူးเนาะပြီးတော့ကြတော့ကျွန်တော်တို့ကိုဝင်သေးတွေမှာစမ်းသပ်ထားတာမရှိတဲ့အတွက်ကိုဝင်သေးဆိုရင်တော့ဒါမတောက်တာပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီကုန်းအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါ collagen ရွေးချယ်မယ်ဆိုရင်ဒါအရေးသွေးကောင်းတဲ့ဒါ collagen ကိုပဲရွေးချယ်ပေးပါရှေ့မှာတော့အဓိကအားဖြင့်တော့ကောင်းတဲ့အချက်တွေကိုပဲအဓိကပြောသွားတာပေါ့နော်အဲ့တော့ဒီ paper လေးကတော့ဒါ collagen နဲ့ပတ်သက်ပြီးတော့ဒီ meta analysis လုပ်ထားတာပေါ့နော်ဆိုတော့ဒီ paper ထဲမှာသူကဘယ်လိုပြောလဲဆိုတော့တဲ့ဒီဆေးကုမ္ပဏီက sponsor ပေးတဲ့ collagen တွေမှာတော့တဲ့အားနည်းတင်ရပြပါတယ်တဲ့ဒါပေမဲ့တဲ့ဆေးကုမ္ပဏီက sponsor ပေးထားတာမဟုတ်တဲ့study တွေမှာတော့တဲ့ဒါရလက်ကိုတဲ့မတွေ့ရပါဘူးဆိုပြီးတော့သူကတော့ပြောထားတယ်ပေါ့နော်ဒီချက်လေးကလည်းကျွန်တော်တို့စဉ်းစားစရာပါအဲ့ဒီ paper ရေးထားတဲ့ paper လေးကိုပေါ့နော်အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ကျွန်တော်အခုဖော်ပြထားတဲ့ဟာလေးကိုဒါ Google မှာတေချာရှာပြီးတော့လေ့လာကြည့်လို့ရပါတယ်အကျိုးမရုပ်ပါဘူးဒါမျှတတဲ့အတွေးခေါ်ကနေပြီးကျွန်တော်တို့စဉ်းစားကြည့်လို့ရပါတယ်ခင်ဗျာ